လာပါပြီး entertainment channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရီကျူးဟာပကြီးပြကန်းဖွင့်ပွဲလက်ဆောင်အဖြစ်သူ့မိတွေးကိုပေးဖို့မိသားစုပုံတူပကြီးကားကိုရေးဆွဲနေပါတယ်သူမရဲ့ခင်ပွန်းတဲ့စီဟိုကိုကြည့်ပြီးသူ့ကိုလက်ထပ်ရတာဟာဘဝရဲ့အကြီးမားဆုံးပျော်ရွှင်မှုလို့ခံစားနေခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီပျော်ရွှင်မှုတွေကမကြာခင်မှာပဲပျက်စီးသွားခဲ့ပါတယ်သူမရဲ့ရောက်ခမကနောက်တနာရီအတွင်းညစာစားဖို့တငယ်ချင်းတွေကိုခေါ်လာမယ်ဆိုပြီးဖုံးဆက်လာပါတယ်ရီကျူးကအမျိုးသားဖြစ်သူရဲ့အမကိုအကူအညီတောင်းခဲ့ပေမဲ့ညှင်းပယ်ခံလိုက်ရပါတယ်။သူမဟာအလောတကြီးအိမ်တန်ရှင်းလုပ်ပြီးချက်ပြုတ်ပြင်ဆင်ခဲ့ပါတယ်။ရောက်ခမဖြစ်သူကအစားအသောက်တွေကိုပြစ်တင်ပြောဆိုပါတယ်။ဒီကျူးကပြန်မပြောရဲပဲဘန်ကတ်တစ်ခုကိုသာထုတ်ပေးပြီးခွန့်လွတ်ပေးဖို့တောင်းပန်ပါတယ်။ရောက်ခမကလက်ခံလိုက်ပြီးကုမ္ပဏီမှာယာရူးတိုးအောင်ကူညီပေးဖို့ပါထပ်တောင်းဆိုလိုက်ပါသေးတယ်။ဒီကျူးကခင်ပွန်းတဲ့စီကိုဖုံးဆက်ပြီးအကြံဉာဏ်တောင်းဖို့ကြိုးစားပေမဲ့ဖုံးမကင်ပါဘူး။တကယ်တမ်းမှာတော့ခင်ပွန်းဖြစ်သူစီဟိုဟာပကြီးပြကန်းထဲမှာသူ့မရဲ့ညီမဖြစ်သူယူရာနဲ့အတူရှိနေပြီးသူ့မျက်လုံးတွေကတော့ချက်ချင်းတွေနဲ့ပြည့်နှက်နေပါတယ်။သတင်းတောက်တွေရှိမှရီကျူးရဲ့ဖခင်ကစီဟိုကိုတမက်အဖြစ်အတိမတ်မပြုပါဘူး။အဲဒီအချိန်မှာပဲရီကျူးရောက်လာပြီးစီဟိုကသူ့မရဲ့ခင်ပွန်းဖြစ်ကြောင်းဂုံယူစွာဝန်ခံလိုက်တဲ့အတွက်ရီကျူးရဲ့ဖခင်မှာတော့သဘောတူကြောင်းပြသတဲ့အနေနဲ့စီဟိုရဲ့ပခုံးကိုပုတ်ခဲ့ပါတယ်။နောက်ပိုင်းမှာရီကျူးကမိသားစုပကြီးကားကိုသူမရဲ့မိသွေးစီပေးအပ်ခဲ့ပါတယ်။ဒါပေမဲ့ယူရာကတော့ဒီလက်ဆောင်ကိုပြစ်တင်စကားဆိုခဲ့ပါတယ်။မိသွေးဖြစ်သူကလည်းရီကျူးကိုအိမ်အောင်ကျသွားရင်သူတို့မိသားစုမဟုတ်တော့ဘူးလို့စိန်ကားရက်ဆွဆာပြောပါတယ်။အဲဒီအချိန်မှာပဲတတိကတော်အချို့ကရီကျူးရဲ့ပကြီးကားကိုတတိထားမိပြီးချီးကျူးကြပါတယ်။ရီကျူးရဲ့မိသွေးလည်းရွေးချယ်စရာမရှိတော့ပဲပကြီးကားကိုပြကန်းမှာချိတ်ဆွဲလိုက်ရပါတယ်။မကြခင်မှာတော့ယူရာနဲ့စေးဆက်ထားသူဒိုကုရောက်လာပါတယ်သူကပကြီးကားဘလောက်လှနေပါစေတက်ဝင်မှုမရှိဘူးလို့ပြောလိုက်ပါတယ်ဒီလိုအနေရခက်နေတဲ့အချိန်မှာပဲယူရာရောက်လာပါတယ်သူမကရီကျူးသာအရင်ဖွင့်မပြောခဲ့ရင်စီဟိုကသူမကိုဘယ်တော့မှလက်ထံမှာမဟုတ်ဘူးလို့လှောင်ပြောင်ပြောဆိုပါတယ်သူမကစီဟိုရဲ့လက်မောင်းကိုချိတ်ပြီးသူတို့နှစ်ယောက်ကပို့လိုက်ဖက်တယ်လို့တောင်ပြောလိုက်ပါသေးတယ်စီဟိုကယူရာကိုတွန်းထုတ်မဲ့အစားကျင်နာတဲ့အကြည့်တွေနဲ့ကြည်နေတဲ့အတွက်ရီကျူးခမပို့ပြီးအရှက်ရစေခဲ့ပါတယ်စိတ်တည်ငြိမ်အောင်လုပ်ဖို့အတွက်ရီကျူးတန့်စင်ကန်းနဲ့ဝင်သားဝေမဲ့ပြန်ထွက်လာချိန်မှာတော့ဒိုကူနဲ့ဝင်တိုက်မိမလို့ဖြစ်သွားပါတယ်ဒိုကူကသူမကိုတကယ်ပဲထုံထိုင်းတာလားအကျဉ်အောင်ဆောင်နေတာလားလို့မေးခဲ့ပါတယ်သူမရဲ့ခင်ပွန်းနဲ့ညီမဖြစ်သူကိုသူမကိုဘယ်တော့မှအလေးမထားခဲ့ပါဘူးဒါပေမဲ့ရီကျူးကအမှန်တရားကိုလက်မခံချင်ပါဘူးသူမကလူတိုင်းစိတ်ချမ်းသာအောင်လုပ်ပေးပြီးအေးအေးဆေးဆေးနေချင်ရုံပါပဲဒါပေမဲ့စီယိုနဲ့ရူရာတို့ရင်းရင်းနီးနီးစကားပြောနေတာကိုမြင်ရတဲ့အခါသူမရင်ကိုနောက်တစ်ချိန်ကွဲကြည်စေခဲ့ပြန်ပါတယ်မကြခင်မှာပဲပြကန်းရဲ့လေလံပွဲစတင်ပါတယ်ရုတ်တရက်တထေးတော်တော်တူကရီကျိုးရဲ့မိသွေးစီကိုတဲတဲလျှောက်လာပြီးအတုတွေရောင်းပါတယ်ဆိုပြီးတော့ပန်းရိုက်လိုက်ပါတယ်ခဏအကြာတော့ရဲတွေရောက်လာပြီးရီကျိုးရဲ့မိသွေးလိကိုလိန်လယ်မှုနဲ့ဖမ်းဆီးဖို့ပြင်ပါတယ်လက်ထောက်ဖြစ်သူကအပြစ်အားလုံးကိုရီကျူးအပေါ်ကိုပုံချလိုက်ဖို့တိုက်တွန်းပါတယ်ရီကျူးဘာမှမတုံ့ပြန်နိုင်ခင်မှာပဲလက်ထောက်ကအတူတွေအားလုံးကိုရီကျူးဆွဲခဲ့တာဖြစ်ပြီးတပ်သေးတွေကသူမရဲ့ကားထဲမှာရှိပါတယ်လို့လူသိရှင်ကြားပြောလိုက်ပါတယ်။အဲဒီမှာတော့ရီကျူးကအစကတည်းကထောင်ချောက်ဆင်ခံထားရမှန်းသဘောပေါက်လိုက်ပါတယ်။အမှန်တရားပေါ်လာတာနဲ့သူမကတရေခံအဖြစ်တေချာပေါက်အပြစ်ပုံချခံရတော့မှာပါ။ကြောက်လန့်တကြားနဲ့သူမစီဟိုစီကိုအကူအညီတောင်းဖို့တွားရှာတဲ့အခါစီဟိုကယူရာကိုချစ်ခွန့်ပန်းနေတာကိုတွေ့လိုက်ရပါတယ်။စီဟိုကရီကျူးကိုမကြခင်ကွာရှင်းပြီးယူရာကိုလက်ထပ်ပါမယ်လို့ဂရီပေးနေပါတယ်။ရီကျူးကအရာအားလုံးကိုကြားသွားပြီးစီဟိုကဘာလို့သူ့ကိုဒီလိုဆက်ဆံတာလဲဆိုတာဒေါသတကြီးနဲ့မေးပါတယ်။သူကကွာရှင်းစာချုပ်ကိုသာပေးပါတယ်။ပြီးတော့သူမကိုတနာလို့လက်ထပ်ခဲ့တာပါလို့စိန်ကားစွာပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲရွေးတွေရောက်လာပါတယ်။ရီကျူးကမတရားဆွဆွဲမခံချင်တဲ့အတွက်ထွက်ပြေးသွားပါတယ်။လမ်းမှာရီကျူးရဲ့မိရွေးလီကဖုန်ခဏခဏဆက်ပြီးအဖမ်းခံမှုတိုက်တွန်းနေပါတယ်။ခင်ပွန်းတဲ့ရဲ့သစ္စာဖောက်မှုနဲ့မိသားစုရဲ့စွန့်ပစ်ခြင်းကိုခံလိုက်ရတဲ့ရီကျူးဟာလုံးဝပြိုလဲသွားပါတယ်။သူမစီအရှိန်နဲ့မောင်းလာတဲ့ကားကိုတောင်မမြင်လိုက်ပါဘူး။ဘူဆိုတာကကုံတင်ကားတစ်စီးကပါသူမကားကိုထပ်မံဝင်တိုက်လိုက်တဲ့အတွက်ဒဏ်ရာတွေပိုပြင်းထန်သွားခဲ့ပါတယ်။သူမကိုစေယုံတင်လိုက်ရပါတယ်။ဆရာဝန်ကရီကျူးမှာအယိုးတွေအများကြီးကျိုးသွားပြီးကိုရင်းကလီစာတွေအကြီးကျယ်ပျက်စီးသွားကြောင်းရီကျူးရဲ့မိတွေလိကိုပြောပါတယ်။ခွဲစိတ်လို့မရတော့တဲ့အခြေအနေကိုစောင့်ကြည့်ုံသာတတ်နိုင်မှာတော့တယ်။ရီကျူးရဲ့မိတွေကဝမ်းနည်းတဲ့ပုံစံမပြပါဘူး။သူမကအခန်းထဲကိုဝင်သွားပြီးအသက်ရှူစက်ကိုတောင်ပိတ်ပစ်လိုက်ပါတယ်
ရီကျူးကဖေးဖေးချင်းသတိပြန်ရလာတဲ့အခါမှာရီကျူးရဲ့မိတွေကအစကတည်းကသူမကိုမကြိုက်ခဲ့ကြောင်းပြောဆိုပါတယ်မိဘမဲ့ဂေဟာမာတို့ကတခြားကလေးတွေကရီကျူးရဲ့မိတွေကိုဂယုမဆိုင်ကြပေမဲ့ရီကျူးတယောက်တည်းကပဲမျက်နှာလိုမျက်နှာရလောက်ခဲ့တာပါဒါကြောင့်ပဲသူမရဲ့ရီမန်းချက်ကိုဘလောက်ကြာဖုံးကွယ်ထားနိုင်မလဲဆိုတာသိကြလို့ရီကျူးရဲ့မိတွေကသူမကိုမွေးစားခဲ့တာဖြစ်ပါတယ်ဒီနှစ်တည်းအကြာကြီးနေခဲ့ပေမဲ့ရီကျူးကအရင်လိုတနာစရာကောင်းခေါင်းငုံခံပြီးတုံးအနေတော့မှာပဲမထောခါခင်မှာရီကျူးရဲ့မိတွေကနောက်ဘဝကြရင်အရန်သဘောမကောင်းတယ်လို့အေးဆက်စွာပြောလိုက်ပါတယ်သူမရဲ့ပြစ်မှုကိုဖုံးကွယ်ဖို့အတွက်လက်ထောက်ကိုဆက်ပြန်တက်ခန်းလိုက်ပါတယ်ဆရာဝန်တွေကရီကျူးကိုကယ်ဖို့ကြိုးစားပေမဲ့နောက်ကျသွားခဲ့ပါပြီသူမရဲ့နောက်ဆုံးချိန်တွေမှာကန်တရားသာနောက်ထပ်အခွင့်အရေးတစ်ခုပေးမယ်ဆိုရင်အရာအလုံးရင်းပြီးသူတို့ကိုလက်စားချေမယ်လို့ဆုတောင်းလိုက်ပါတယ်ကံကောင်းစွာနဲ့ပဲကန်တရားကသူ့ကိုခွင့်အရေးပေးခဲ့ပါတယ်နောက်တစ်စက္ကန့်မှာပဲရုတ်တရက်မျက်လုံးပွင့်လာပြီးလွန်ခဲ့တဲ့တစ်နှစ်စီကမင်္ဂလာမဆောင်သေးခင်အချိန်ကိုပြန်ရောက်သွားပါတယ်ပိုထူးဆန်းတာကလက်ကောက်ဝက်မှာတေဆုံးမဲ့ရက်ရေတွက်ထားတဲ့ကဏ္ဍတွေပေါ်လာတာပါမင်္ဂလာဝတ်စုံရွေးဖို့သတို့သမီးဝတ်စုံဆိုင်တွေကိုနောက်တစ်ခေါက်ပြန်ဝင်သွားတဲ့အခါအရာအလုံးကအိမ်မက်တစ်ခုလိုဖြစ်နေပါတယ်အယောင်ဝန်ထမ်းကလွန်ခဲ့တဲ့တစ်နှစ်ကပြောခဲ့တဲ့စကားအတိုင်းတခွင်းမကြံပြန်ပြောနေပါတယ်အဲ့ဒီတော့မှအတိတ်ကိုတကယ်ပြန်ရောက်သွားမှန်သဘောပေါက်လိုက်ပါတယ်စေးဆက်ထားသူဖြစ်တဲ့စီဟိုကိုမြင်လိုက်ရတဲ့အချိန်မှာတော့မသေးခင်ကခံစားခဲ့ရတဲ့အမုန်းတရားတွေပြန်ဖြစ်ပေါ်လာပါတယ်ဘာမှတွေးဝေမနေပဲသူ့အိတ်ကတ်ထဲကဘောပင်ကိုဆွဲထုတ်မင်္ဂလာဝတ်စုံကိုချစ်ဖြဲပစ်ပြီးပန်းစည်းနဲ့သူ့ခေါင်းကိုထိုးထည့်လိုက်ပါတယ်ကန်တရားကသူမကိုနောက်ထပ်အခွင့်အရေးတစ်ခုပေးလာတဲ့အတွက်သူမကိုနာကျင်အောင်လုပ်ခဲ့တဲ့သူတိုင်းပြန်ပြီးပေးဆက်စေရမယ်လို့ပြောလိုက်ပါတယ်ပြန်လဲမွေးဖွားလာတဲ့ရီကျူးကပထမဆုံးလုပ်တဲ့အလုပ်ကတော့စီဟိုနဲ့စေးစားပွဲကိုဖျက်သိမ်းလိုက်တာပါပဲဒါပေမဲ့စီဟိုကသူမကိုတကယ်ချစ်ပါတယ်လို့အခိုင်အမာပြောပြီးလက်မလွတ်ချင်ပါဘူးရီကျူးကသူတကယ်ချစ်တာယူရာဆိုတာသူမသိနေတာကြားပြီးဖြစ်ကြောင်းပြောလိုက်ပါတယ်ရီကျူးကမွေးစားသမီးဖြစ်ပေမဲ့မိသားစုကချမ်းသာပါတယ်လက်ထပ်လိုက်ရင်စီဟိုမိသားစုကိုအထောက်အကူဖြစ်စေပြီးယူရအနားမှာလဲဆက်နေလို့ရမှာပါစီဟိုခမဒူးထောက်ပြီးစိတ်ပြောင်းပေးဖို့တောင်းပန်ပါတယ်သူ့အမေလင်ခံထိထားပြီးအကျွေးတွေအများကြီးတင်နေလို့ပြန်အစဉ်ပြေဖို့ဆိုရင်ရီကျူးကိုလက်ထပ်မှဖြစ်မယ်လို့ဝန်ခံပါတယ်ရီကျူးကိုကောင်းကောင်းထားပါမယ်ဘယ်တော့မှစိတ်ဆင်းရဲအောင်မလုပ်ပါဘူးလို့ပုံမြင်နေပြောပါတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့ရီကျူးကသူ့ရဲ့အချိုသက်စကားတွေကိုနားထောင်မသွားတော့ပါဘူးချက်ချင်းပဲလှည့်ထွက်သွားတော့ပါတယ်အိမ်ရောက်တဲ့အခါရူရာကသူမစိတ်ဝင်စားနေတဲ့တထေးသားဒိုခုအကြောင်းကိုပြောပြနေပါကြားလိုက်ရပါတယ်ဒိုခုကိုလက်ထပ်ချင်နေပြီးအမေဖြစ်သူကိုဝင်ရောက်ကူညီပေးဖို့တောင်းဆိုနေပါတယ်ရီကျူးကမဲပြုံးလေးပြုံးလိုက်ပြီးဟိုးတုံးကယူရာလုတ်ခဲ့တယ်လို့ပဲယူရာလိုချင်တဲ့အရာမှန်သမျှကိုအကုန်ပြန်လူယူဖို့ဆုံးဖြတ်လိုက်ပါတယ်ရီကျူးကတငယ်ချင်းသတင်းတော်ဖြစ်သူအန်းနဲ့တွေ့ပြီးဒိုခုအကြောင်းစုံစမ်းခိုင်းပါတယ်အံ့ဩစရာကောင်းတာကဒိုခုဟာအန်းရဲ့ဝမ်းခွဲဖြစ်နေပြီးဒိုခုကချောပေမဲ့မောက်မာပြီးဇီစာကြောင်လွန့်လို့ရီကျူးကိုစိတ်ဝင်စားမှာမဟုတ်ဘူးလို့ပြောပါတယ်ဒါပေမဲ့ရီကျူးကယုံကြည်မှုရှိနဲ့ပဲ10မိနစ်အတွင်းမှာသိမ့်ပိုက်ပြမယ်လို့ပြောလိုက်ပါတယ်ပြီးတော့ရီကျူးကတငယ်ချင်းအန်းကိုရူရာနဲ့ဒိုကူတို့တွဲဆုံမဲ့နောက်တစ်နေ့အချိန်နဲ့နေရာကိုစုံစမ်းခိုင်းလိုက်ပါတယ်နောက်တစ်နေ့မှာပဲရီကျူးကကော်ဖီဆိုင်ကိုစောစောရောက်သွားပါတယ်မထစ်မှတ်ထားပဲဒိုကူကသူမရဲ့နာမည်ကိုခေါ်ပြီးနှုတ်ဆက်လိုက်ပါတယ်ဒိုကူကရူရာမိသားစုအကြောင်းကိုစုံစမ်းပြီးသားဖြစ်ကြောင်းပြသတာပါရီကျူးကအချိန်ဖြုံးမနေတော့ပဲအကျိုးတူလက်ထပ်ဖို့ကမ်းလှမ်းလိုက်ပါတယ်ဒိုကူကသူမမှာဘာအားသာချက်တွေရှိလဲလို့မေးပါတယ်တကယ်လို့လက်ထပ်ရမယ်ဆိုရင်တောင်ညီမနှစ်ယောက်တည်းကပိုကောင်းတဲ့သူကိုရွေးမှာပေါ့လို့ပြောပါတယ်ဒိုကူကဟိုတယ်အခန်းတော့ကတ်ကိုချပြလိုက်ပြီးလိမ်မိုင်းဆိုင်ရာဆွဲဆောင်မှုကလည်းအားသာချက်တစ်ခုဖြစ်ကြောင်းအရေးမပြောလိုက်ပါတယ်ရီကျူးစိတ်ဆိုးတွေဝေနေတော့မှပဲယူရာကရုတ်တရက်ရောက်လာပါတယ်ယူရာလိုချင်တာမှန်သမျှလူယူဖို့ဆုံးဖြတ်ပြတဲ့ရီကျူးကဒိုကူချပြထားတဲ့ဟိုတယ်အခန်းတော့ကတ်ကိုဆွဲယူပြီးဒိုကူနဲ့တူဟိုတယ်အခန်းရှိရာအပေါ်ရက်ကိုတက်သွားပါတော့တယ်ကျွန်တော်တို့ရဲ့ channel လေးကို like subscribe နဲ့အသစ်တင်နိုင်သိရှိစေဖို့ဘေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ဖို့မမေ့ပါနဲ့အောင်တော့သူမစိတ်လှုပ်ရှားနေတာကိုမြင်တော့ဒိုကူကမင်းအစားခံရတော့မှာပဲလို့စားနောက်လိုက်ပါတယ်ဒါပေမဲ့အခန်းထဲရောက်သွားတော့မှရုံငန်းတစ်ခုဖြစ်နေတဲ့ရီကျူးစိတ်သက်သာရသွားပါတယ်အပေးယူတစ်ခုမလုပ်ခင်မှာကြောက်ရွံ့နေတာကိုပြမိရင်သားကောင်ဖြစ်သွားလိမ့်မယ်လို့ဒိုကူကပြောပါတယ်ရီကျူးကပြန်ပြောမလို့ပြင်နေတော့မှပဲယူရစီကဖုံးဝင်လာပါတယ်သူမကဖုံးကိုချက်ချင်းချပစ်လိုက်ပြီးဒီညဒိုကူနဲ့အတူနေဖို့ဆုံးဖြတ်လိုက်ပါတယ်ဒိုကူကတော့ယောက်ျားနဲ့မိန်းမအခန်းတစ်ခန်းနဲ့အတူရှိနေရင်တော့တခုခုတော့ဖြစ်တဲ့နယ်လို့ထပ်ပြီးစနောက်လိုက်ပါတယ်အောင်မြင်တဲ့အိမ်တော်ရဲ့အဓိကတော့ချက်ကငိမ့်ချမ်းတဲ့ဆက်ဆံရေးပဲလေလို့ဒိုကူကပြောပါတယ်ရီကျူးက
ဒူးကသူမကြိုက်တဲ့ပုံစံမဟုတ်ပေမဲ့အမြူဆွဲခံရတာကိုတော့မငင်းပါဘူးလို့ပြန်ပြောလိုက်ပါတယ်ရီကျူးရဲ့ရဲရဲမှုကိုသဘောကျသွားတဲ့ဒူးကဆက်လက်ပြောခွင့်ပေးလိုက်ပါတယ်ဒူးကအိမ်အောင်ပြူပြီးတာနဲ့သူ့အဖွားစီကရင်းနှီးမြုပ်နှံမှုငွေကြွေးတွေရရှိမှဖြစ်ပြီးဒါကကုမ္ပဏီကိုကြီးပွားစေဖို့ကူညီပေးနိုင်မယ်ဆိုတာသိကြောင်းရီကျူးကပြောပါတယ်ပူပေါင်းဆောင်ရွက်မှုအတွက်အပြန်အလှန်နေနဲ့တိုင်ဘက်တွေရဲ့အတွင်းသတင်းတွေကိုပေးမယ်လို့ကမ်းလှမ်းပါတယ်ဒူးကသူ့ကိုဘာလို့ရွေးတာလဲလို့မေးတဲ့အခါရီကျူးကရှင်ကကျမရဲ့တန်ဖိုးကိုမြင်နိုင်စွမ်းရှိပုံရပြီးရုပ်ရည်လည်းမစိုးပါဘူးလို့ရိုးသားစွာဖြေလိုက်ပါတယ်ပြီးတော့လက်ထပ်ပြီးရင်ငွေကြေးတီးတန့်ထားဖို့ကိုထိလက်ရောက်မရှိဖို့နဲ့တယောက်ရဲ့ကိုရေးကိုရာကိုတယောက်မစွတ်ဖက်ဖို့စရတဲ့စီကန်းတွေကိုပြောပါတယ်ဒူးကဒီတတ်တိရှိတဲ့အမျိုးသမီးကိုပိုပြီးစိတ်ဝင်စားလာပါတယ်နောက်ဆုံးမှာတော့သူတို့ဝိုင်းကွက်ချင်းတိုက်ပြီးသဘောတူညီမှုရယူလိုက်ကြပါတယ်ရီကျူးအနှဲငယ်မူးနေချိန်မှာပဲဒူးကသူမရဲ့စပင်ကိုတေးသေးချာချာလေးစီးပေးပါတယ်ရီကျူးကဘဝတစ်လျှောက်လုံးမှာပျော်ရွှင်ကြည်နူးရတဲ့အခိုက်အတန့်တွေတခုမှမရှိဘူးလို့ရင်ဖွင့်ပါတယ်ဒီလိုနဲ့ဒိုကူရဲ့ရင်ခွင်ထဲကိုလဲကျသွားပြီးဒိုကူလည်းမနေနိုင်တော့ပဲသူမရဲ့မျက်နှာလေးကိုညင်ညင်သာသွားကင်တွယ်လိုက်ပါတယ်နောက်တနေ့မနေ့မှာတော့ရီကျူးတို့လာတော့ဒိုကူကဘေးမှာအိပ်ပျော်နေတာကိုတွေ့လိုက်ရပါတယ်သူမတိတ်တဆိတ်ထွက်ပြေးလာခဲ့ပြီးဖုန်းကိုကြည့်လိုက်တော့ miss call ပေါင်းမြောက်များစွာတွေ့လိုက်ရပါတယ်အိမ်ရောက်ချင်းမှာပဲရီကျူးရဲ့မိတွေကသူမရဲ့ပါကိုပြင်းထန်ရိုက်လိုက်ပြီးညီမဖြစ်သူနဲ့စေးသက်ထားသူကိုမြှူဆွဲရသလားဆိုပြီးអော်ငေါက်ပါတယ်ရီကျူးကမင်းညကဒိုကူနဲ့အတူအိတ်ခဲ့ချောင်းကိုပါထပ်ပြောလိုက်ပါသေးတယ်ရီကျူးရဲ့မိတွေကဒေါသအကြီးကျယ်ထွက်ပြီးစီဟိုနဲ့လက်ထပ်ဖို့သဘောမတူမချင်းရီကျူးကိုအခန်းထဲပိတ်လောင်ထားဖို့သူ့ရဲ့လူတွေကိုအမိန့်ပေးလိုက်ပါတယ်ရီကျူးတိတ်တဆိတ်မျက်ရည်ကျနေပါတယ်ငယ်ငယ်ကလေးကသူ့မအမားတစ်ခုလုံးမိတာရီကျူးရဲ့မိတွေကဒီအခန်းထဲမှာပဲပိတ်လောင်ထားရပါတယ်ဒါဟာဘယ်တော့မှမလွတ်မြောက်နိုင်တဲ့ထောင်တစ်ခုလိုခံစားရပါတယ်ဒါပေမဲ့ဒီချိန်မှာတော့ရီကျူးကအရန်အစီအစဉ်ဆွဲထားပြီးသားပါစောစောကလေးကသူမနဲ့ဒိုကူတို့ရင်းနေတဲ့ပုံတွေကိုခိုးရိုက်ဖို့တငယ်ချင်းအန်းကိုအကူအညီတောင်းထားပြီးလူမှုအမြင်ကိုအသုံးချကမိသားစုနှစ်ဖက်စလုံးကသူတို့ရဲ့ဆက်ဆံရေးကိုလက်ခံလာအောင်ဖိအားပေးဖို့စိတ်ကူးထားပါတယ်မထင်မှတ်ထားဘဲနဲ့သတင်းတွေအားလုံးကိုဒိုကူဘက်ကပိတ်ပင်လိုက်ပါတယ်အန်းကသူနဲ့တကယ်အိတ်ခဲလားလို့ဆက်စုပြီးမေးပါတယ်ရီကျူးကမင်းညကဝိုင်းနီတပလင်းလုံးတောက်ခဲ့လို့ဘာမှမမှန်မိတော့ဘူးလို့ပြောပါတယ်ဒါပေမဲ့သူမရဲ့စပင်ကိုစီးလိုက်တဲ့အချိန်မှာဒိုကူကသူမနှကန်းလေးကိုကင်တွယ်ခဲ့တာကိုရုတ်တရက်ပြန်ပြီးတော့တိရပြီးသူမရင်ခုန်ထိတ်လန့်သွားပါတယ်တစ်ချိန်တည်းမှာပဲဒိုကူကမင်းညကအချိုမြိန်ဆုံးအချိန်တွေကိုတွေးရင်ခုန်နေပေမဲ့မနေ့ကသူ့ကိုလက်ထက်ချင်ပါတယ်လို့ပြောတဲ့မိန်းမကဒီနေ့တနေ့ကုန်ဖုံးမဆက်လို့ဒေါသလည်းထွက်နေပါတယ်ဒီမခံနိုင်တော့ပဲအိမ်ပြန်သွားပြီးရီကျူးကိုလက်ထပ်တော့မယ်လို့မိသားစုတူလုံးကိုပြောလိုက်ပါတယ်သူ့အဖွားကတော့ကုမ္ပဏီမှာပတ်စံလုံးနေလို့ငွေတို့ပေးစားသူရဲ့သမီးကိုလက်ထပ်တာလားလို့တန်တရားဝင်မေးမြန်းလိုက်ပါတယ်အားလုံးညှင်းခုန်နေကြတော့မှပဲဒူကျူးစီကိုရီကျူးကဖုံးဆက်လာပါတယ်မင်းသားလေးကဲပါအောင်ဆိုတဲ့ချစ်စရာစကားမျိုးပြောခိုင်းပါတယ်ရီကျူးကမကြိုက်နှစ်သက်ပေမဲ့ရွေးချယ်စရာမရှိတာကြောင့်အဲ့လိုလေးပြောလိုက်ရပါတယ်အရာကိုကြားတော့ဒူကကျေနပ်သွားပြီးကြောင်အန်းဖြစ်နေတဲ့မိသားစုကိုထားရခါသူမရဲ့အိမ်စီကိုချက်ချင်းပြေးသွားပါတော့တယ်ဒီလိုဖုံးဆက်လိုက်တာကိုရီကျူးရဲ့မိတွေကကြားလိုက်ရပြီးအိမ်မက်ကနေနိုးထားဖို့ပြောပါတယ်တညကအတူကုံဆုံးလိုက်ရုံနဲ့ဘာမှအတိတ်ပဲမရှိဘူးကို့အမေအရင်ကစွန့်ပစ်တာခံရတဲ့မိန်းမကိုဘယ်ယောက်ျားကမှမချစ်နိုင်တာမို့ဒူကနင့်ကိုအပျော်သဘောပဲတွေးတာလို့ခနဲ့တက်ပြောလိုက်ပါတယ်ရီကျူးရဲ့မျက်လုံးတွေကမျက်ရည်တွေပြည့်လာပါပဲအဲ့ဒီအချိန်မှာပဲဒူကတကက်မင်းသားလေးတစ်ပါးလိုရောက်လာပြီးလှောင်အိမ်ထဲကသူမကိုကယ်ထုတ်သွားပါတယ်နောက်ပိုင်းမှာတော့ဒူကရီကျူးရဲ့ဖခင်စီသွားပြီးလက်ထပ်ခွန်တောင်းပါတယ်ညီမဖြစ်သူယူရာကိုညှင်းပယ်ခဲ့ပြီးဖြစ်ပေမဲ့သူမကဇက်တိုက်ဖုံးဆက်နေတာကြောင့်စိတ်အနှောက်အယှက်ဖြစ်ရကြောင်းကိုပါထည့်ပြောလိုက်ပါတယ်ရီကျူးရဲ့မိတွေးမျက်နှာကဒေါသကြောင့်ဖြူရော့သွားပေမဲ့ရီကျူးရဲ့ဖခင်ကတော့ကုမ္ပဏီအကျိုးစီးပွားကိုတွေးကချက်ချင်းသဘောတူလိုက်ပါတယ်မပြန်ခင်မှာပဲရီကျူးရဲ့မိတွေးလူကိုသူမဖုံးပြန်ပေးဖို့တောင်းဆိုပါတယ်ရီကျူးဘလောက်တောင်နှိမ့်ချဆက်ဆံခံနေရလဲဆိုတာကိုမြင်လိုက်ရတဲ့ဒိုကူကနောက်ရီကျူးကိုသူကိုယ်တိုင်ကာကွယ်တော့မယ်လို့ရီကျူးရဲ့မိတွေကိုတတိပေးလိုက်ပါတယ်ထိုညမှာပဲနှစ်ယောက်သားစိန်ခံစားတောက်ဆိုင်မှာညစာစားကြပေမဲ့ရီကျူးကဘာမှမစားနိုင်ပါဘူးသူမကအသင့်စားအစားအစာတွေပဲစားလေရှိတာကြောင့်ဒိုကပန်းကြံတစ်ခုကိုခေါ်သွားပြီးအသင့်စားမုတ်တွေအများကြီးဝယ်ကျွေးပါတယ်သူမရဲ့ရက်ဆက်တဲ့မိသားစုအကြောင်းတွေးမိပြီးရီကျူးကငိုချလိုက်ပါတယ်
တစုံတစ်ယောက်ကသူမအစားအသောက်ထဲမှာအစိတ်ခတ်ခဲ့ဘူးကြောင့်ရင်ဖွင့်ပါတယ်အဲ့ဒီနေ့ကစားလို့သူမတန်တရားစိတ်တွေများလာပြီးဘယ်သူကိုမှမယုံတော့ပါဘူးအဲ့ဒါကြောင့်အသင့်စားအစားအစာတွေပဲစားလေစားတာဖြစ်နေတာပါအခုသူမလိုချင်တာကသူမကိုဒီလိုဖြစ်အောင်လုပ်ခဲ့တဲ့သူတွေကိုလက်စားချေဖို့ပါပဲလက်စားချေချင်တာကလက်ထပ်ရတဲ့အကြောင်းရင်းမှန်ဆိုရင်သူကူညီပေးမယ်လို့ဒူးကပြောပါတယ်ပြီးတော့လမ်းဘေးကပန်းလေးတစ်ပွင့်ကိုခူးပြီးလက်ဆွတ်အဖြစ်သုံးကလက်ထပ်ခွန့်ပန်လိုက်ပါတယ်ရီကျူးကထိတ်လန့်သွားပြီးအစင်နဲ့မဖြစ်သေးဘူးလို့ပြောပါသူ့ကိုနမ်းလိုက်မိပါတယ်နောက်မှာသူ့ရဲ့ချက်တွေအထင်လွဲသွားမှန်းသိပြီးအလော်ကြီးတောင်းပန်ပေမဲ့ဒူးကတလောင်းနဲ့မလုံလောက်ဘူးဆိုပြီးတော့ပြင်းပြဖက်နမ်းလိုက်ပါတယ်နောက်တဲ့နေ့မှာရီကျူးကသူတို့နမ်းနေတဲ့ပုံတွေကိုသတင်းခေါင်းစဉ်မှာတွေ့လိုက်ရပါတယ်မင်းညာကဒူးကသူမကိုလှလှပပနေဖို့မှားခဲ့တာကိုတတိယသွားပြီးဒီအရာအလုံးကဒူးအစီအစဉ်ဆိုတာသဘောပေါက်လိုက်ပါတယ်ဒီအတော်တွင်းမှာယူရာကသတင်းတွေကိုမြင်ပြီးဒေါသထွက်ကသူမဘက်ကရက်တီပေးဖို့မိခင်ဖြစ်သူကိုတိုက်တွန်းပါတယ်ဒူးမိသားစုကဒီလက်ထပ်ပွဲကိုတကယ်တမ်းသဘောမတူကြောင်းရီကျူးနဲ့ဒူးတို့သူတို့သဘောနဲ့သူတို့ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းရီကျူးရဲ့မိတွေကသူမရဲ့ခင်ပွန်းကိုပြောပါတယ်ဒီအချိန်မှာပဲရီကျူးကအိမ်ပြန်လာပြီးချက်ချင်းညှင်းဆိုလိုက်ပါတယ်သူမနဲ့ဒိုကူတို့ခန်းနာတဲ့မင်္ဂလာပွဲကျင်းပမှာဖြစ်ပြီးမိသားစုနှစ်ဖက်စလုံးကိုဖိတ်ကြားမယ်လို့ပြောလိုက်ပါတယ်မိတွေကအခက်တွေ့အောင်လှုပ်တဲ့အနေနဲ့မင်္ဂလာမဆောင်ခင်မှာမိသားစုနှစ်ဖက်တွေ့ဆုံရမယ်လို့ပြောပါတယ်ရီကျူးကတည်ငြိမ်စွာနဲ့ပဲသဘောတူလိုက်ပါတယ်နောက်ပိုင်းမှာသူမဒိုကူရဲ့အိမ်ကိုသွားတဲ့အခါသူမအတွက်တေးချာချက်ပြုတ်နေတာကိုတွေ့လိုက်ရပါတယ်ဘာလို့ဒီလိုတွေလုပ်ပေးနေတာလဲလို့ရီကျူးကမေးပါတယ်ဒူးကသူကြိုက်လို့ပါလို့ဝန်ခံပေမဲ့ရီကျူးပြောစရာစကားလုံးမဲ့သွားပြီးသူတို့ဆက်ဆံရေးကိုဘာလို့လူသိရှင်ကြားချပြတာလဲလို့မေးလိုက်ပါတယ်သူမစိတ်ပြောင်းသွားမှကြောက်လို့ပါလို့ဒူးကရှင်းပြပါတယ်ပြီးတော့အရင်ကဆွေးနွေးထားတဲ့အချက်တွေပါဝင်တဲ့လက်မထပ်ခင်သဘောတူစာချုပ်ကိုထုတ်ပေးပါတယ်ရီကျူးကသူမလက်ကောက်ဝတ်ပေါ်ကကနန်းတွေကိုကြည့်ပြီးစာချုပ်တက်တန်းကိုတစ်နှစ်လို့သတ်မှတ်လိုက်ပါတယ်မိသားစုနှစ်ဖက်စလုံးတက်ရောက်ပြီးမင်္ဂလာပွဲကိုကောင်းချီးပေးရမယ်လို့ဖြည့်ဆွတ်လိုက်ပါတယ်ဒူးကလည်းချက်ချင်းသဘောတူပြီးလက်မှတ်ထိုးလိုက်ပါတယ်အဲ့ဒီအချိန်ကစပြီးသူတို့ဟာတရားဝင်စီးပွားရေးမိတ်ဖက်တွေဖြစ်လာကြပါတယ်သူတို့ရဲ့မဟာဗျူဟာတွေကိုဆွေးနွေးဖို့လှုပ်ဝက်စခန်းတစ်ခုလိုအပ်ပြီးဒီနေရာကိုရွေးချယ်လိုက်ကြောင်းဒူးကအကြံပြုပါတယ်သူမကိုဒီအိမ်မှာပြောင်းနေခိုင်းပြီးသူကတော့အိမ်ပြန်မယ်လို့ပြောပါတယ်ပြီးတော့ညင်းခွင့်မပေးဘဲရီကျူးကိုအိမ်အနှံ့လိုက်ပြပါတယ်တက်တောင့်တတရှိတဲ့အိမ်ငန်းနဲ့ဗီဒီယိုထဲမှာတေတက်စွာစီထားတဲ့အဝတ်အစားတွေကိုကြည့်ပြီးတကယ်တမ်းတန်ဖိုးထားခံရတယ်ဆိုတာဘလို့မျိုးလဲဆိုတာကိုရီကျူးပထမအဦးဆုံးအချိန်ခံစားလိုက်ရပါတယ်နောက်တနေ့မှာယူရာကဈေးဝယ်ထွက်ရင်းဒိုကူရဲ့ညီမနဲ့တွေ့ဆုံပါတယ်သူမကအခွင့်ကောင်းယူပြီးရီကျူးမှာစိတ်ပိုင်းဆိုင်ရာပြဿနာရှိကြောင်းသူမကိုအနာယူဖို့အမြဲကြံစီနေပြီးသူမချစ်တဲ့ယောက်ျားကိုတောင်လူယူသွားကြောင်းရီကျူးမကောင်းကြောင်းပြောပါတယ်ဒူးရဲ့ညီမကတော့အတင်းပြောနေတဲ့ယူရာကိုလှောင်ပြောင်လိုက်ပြီးရီကျူးကဘလို့လူစားလဲဆိုတာကိုယ်တိုင်လေ့လာသွားမယ်လို့ပြောလိုက်ပါတယ်ဒီတော့တွင်မှာရီကျူးကအိမ်ကထွက်လာတော့စီဟိုရဲ့အမေကတားလိုက်ပါတယ်အဲ့ဒီအမျိုးသမီးကဒူးထောက်ပြီးစေးဆက်ပွဲမဖြစ်သိမ်းဖို့ယူကျူးကိုတောင်းပန်ပါတယ်ရီကျူးကလည်းလစ်လျူရှုပြီးစူးစမ်းပေမဲ့သူမကတမင်ရန်စပြီးဟန်ဆောင်လဲကြကနစ်နာသူပုံစံဟန်ဆောင်ပါတယ်အဲ့ဒီအချိန်မှာပဲစီဟိုရဲ့ညီမရောက်လာပြီးရီကျူးကတထေးသားနဲ့လက်ထပ်ဖို့စီဟိုနဲ့ဆဲဆဲပွဲကိုဖျက်သိမ်းခဲ့တယ်လို့ဆွဆွဲပြောဆိုပါတယ်လူအုပ်ကြီးရဲ့ဆွဆွဲမှုတွေကြားမှာရီကျူးစိတ်ဓာတ်ကျပြီးထွက်ပြေးခဲ့ပါတယ်အဲ့ဒီအဖြစ်အပျက်ကိုလက်ထောက်ကတပ်ပုံခိုးရိုက်ထားပါတယ်တကယ်တော့ဒါတွေအားလုံးကရီကျူးရဲ့မိတွေရဲ့အကွက်ချစီစဉ်မှုတွေပါအိမ်ပြန်ရောက်တော့ရီကျူးကလက်ကောက်ဝက်ကကနန်းတွေကိုကြည့်ပြီးနောက်ဆုတ်လို့မရတော့မှန်းသိလိုက်ရပါတယ်အရင်ကံကြမ္မာတိုင်းထပ်မဖြစ်စေဖို့နဲ့ဆုံးဖြတ်ချက်ချပြီးသူမသေဆုံးတဲ့နေ့ကဖြစ်ပျက်ခဲ့တဲ့မြတွေကိုပြန်လဲသုံးသပ်ပါတယ်မိရွေးလီရဲ့ပကြီးပြကန်းကအတိကတန်တရားဝင်စရာပြစ်မှတ်ဖြစ်လာပါတယ်ခိုးတောင်ထဲမှာရီကျူးရဲ့ပကြီးကားတို့တွေအပြည့်ရှိနေပြီးရီကျူးရဲ့မိရွေးကတိတ်တဆိတ်ထုတ်ရောင်းနေတာဖြစ်နိုင်တဲ့အတွက်ရီကျူးကသူမလက်ရာတွေကိုပြန်ယူဖို့တောင်းဆိုလိုက်ပါတယ်ရီကျူးရဲ့မိရွေးကစကားလမ်းကြောင်းလွှဲကအဖိုးဖြစ်သူကလက်ထပ်ပွဲကိုသဘောတူလာအောင်အရင်စီးရုံးဖို့တိုက်တွန်းပါတယ်တိုင်ဆိုင်သွားနေပဲရီကျူးကသူမအဖိုးစီကိုသွားဖို့စီစဉ်ထားပြီးသားပါဘာလို့လဲဆိုတော့မတေခင်တုန်းကအဖိုးကသူမကိုခွန့်လွတ်ဖို့ကိုယ်တိုင်ဖုံးဆက်တောင်းပန်ခဲ့ဘူးလို့ပါတကယ်တော့ဘာတွေဖြစ်ခဲ့လဲဆိုတာသူမသိချင်နေပါတယ်ဒါပေမဲ့ဘိုးဘွားရိတ်သားရောက်တဲ့အခါမှာအဖိုးကတကားဖွင့်မပေးပဲတွေးဖို့ညှင်းဆန်ပါတယ်
ဒီထိနားထောင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာဇလန်းလေးကိုနှစ်သက်ခဲ့မယ်ဆိုရင် like လေးနှိပ်ပြီးအားပေးလို့ရပါတယ်ဒီလိုဇလန်းလေးတွေထပ်ကြားချင်သေးတယ်ဆိုရင် subscribe လုပ်ထားနိုင်ပါတယ်ခင်ဗျားတို့ရဲ့ subscribe တစ်ချက်ကကျွန်တော်တို့အတွက်တကယ်ကိုအားတက်စရာပါဆက်ပြီးထုတ်လုပ်ဖို့အားဖြစ်စေပါတယ်ကျမ်းမာချမ်းသာပါစေလို့ဆုမွေကောင်းတောင်းပေးခဲ့ပါတယ်ခင်ဗျာ